အခုကတော့မင်းတို့တွေးကြည့်ပဲမညံ့နေဘူးနော်မညံ့နေဘူးအခုကမင်းတို့အခုအခြေခံစပြီးခုမှစညက်တာဖြစ်တဲ့အတွက်ကြောင့်မလို့တွေးကြည့်ပါလေမင်းတို့မနိုင်သေးဘူးအဲ့တော့ဒီဘီကိုလက်ရှိသုံးတာတကယ်တွေးကြည့်တို့လို flat တော်လိုမျိုးအပေါ်မှာအထောင်လေးတွေညက်တာအညီလေးတွေညက်တဲ့ပုံစံမျိုးဆိုရင်တို့ကဒီထက်မာတယ်ဘီကိုသုံးပေးနားလည်လားမသိဘူးဒီထက်မာတယ်ဘီဆိုပိုကောင်းတယ်အခုနောက်ပဲဆိုလို့ရှိရင်ဂေါ်ပြားကြီးတွေလာတယ်ဂေါ်ပြားကြီးတွေနဲ့ထိုးချလိုက်အောင်ပဲ short တော့မရှိဘူးနော်တို့ပေမဲ့အကိုတို့ကဒီဘီကိုသုံးပြီးတော့မလုပ်အောင်လဲညက်ပေးရနော်အဲ့တော့ညက်တဲ့ပုံစံကိုကြည့်အောင်အဲ့တော့လူကအရှိကနေမသွားနဲ့ဘေးလေးကနေတစ်စောင်းလေးသွားတက်တက်ကြီးမနေနဲ့နော်အဲ့တော့ဒွေးကြီးစားညက်ပြီးဆိုဘယ်ကနေသွားမှာလဲရှိရနေနော်အဲ့တော့ကာစမာကိုသပင်ကိုကြည့်လိုက်သပင်တန်လားမတန်ဘူးလားကြည့်ဒီလိုရဟုတ်ကလားသပင်ကိုဒီလိုမပြီးတော့တလွာချင်းဒီညက်ချင်တာအဲ့တော့ဒီတညီလေးဖြစ်မှာပေါ့နော်ဒီကရှင်မဲဒီကတိုးမဲနော် flat တော့ဘာကြားဘူးလားဟောအေးကျေးဇူးတင်တယ်နော်သပင်ကိုတက်ထားတယ်ထားပြီးတော့သပင်ကိုတညီတယ်ညက်ချမှာအဲ့တော့ညက်ချဖို့အတွက်အရင်ဆုံးမလုပ်မလဲဆိုတော့ပုံမှန်တိုင်းပဲဘီကတော့ဒီတိုင်းပဲကြိုင်မယ်အဲ့တော့အရင်တော့ဘီနဲ့ဆက်နဲ့ဒီလိုထိုးရမလားဟုတ်ဘီနဲ့ဆက်နဲ့ဒီလိုထိုးရမလားအဲ့တော့အဲ့လိုမကြိုင်နဲ့တော့လက်ကနေအောက်ကနေပြီးတော့ကြိုင်မယ်ဒီကြိုင်တဲ့လက်ကအောက်ကနေကြိုင်နော်ကြိုင်တဲ့ပုံစံကြည့်နော်တော့ခြေတော့ကိုဘယ်ရှေ့ညာနောက်တူကလောပုံစံထားမယ်သပင်တလွာယူမယ်ဂျင်းနေတော့လေးငါငိမ့်နေအောင်ထိုးပါအဲသပင်နေအကုန်လုံးတလွာကြီးစီထိုးလဲရတယ်မထိုးချင်ဘူးဆိုရင်အလဲကနေပြီးတော့အရင်ဆုံးပါယူမလဲဂိုင်လိုင်းယူလိုက်အဲ့ဒီဂိုင်လိုင်းနဲ့ဘေးရသပင်ညက်မယ်အဲ့ဒီဂိုင်လိုင်းနဲ့ဘေးရသပင်ညက်မယ်တညီတဲ့ညက်အဲ့တော့ကာစမာကိုမေးမယ်အခုဘယ်လောက်တူချင်တာလဲအတူရှိကာစမာနဲ့ညှိခါကြီးရမကောင်းနဲ့နည်းနည်းလေးခါလေးမှတ်တာပြီးရင်စက်ကိုင်းနဲ့လက်ကိုကြည့်ဒီလိုမဆုထားနဲ့လက်လေးနဲ့ချဲတာတလွာယူမယ်ခြေနေတော့လေးငါငိမ့်နေအောင်တို့လက်ကိုမလှုပ်အောင်လို့ဘာလို့မလဲဆိုအာယုံဒီထဲမှာထည့်တာနောက်ကတော့ဒီလိုဆိုရှောက်တော့အဲ့လိုထိုးလို့မရဘူးငိမ့်နေအောင်လို့ကိုယ်စိတ်ထဲမှာသပင်ပါတယ်ဆိုတဲ့ခံစားချက်နဲ့ထိုးမှာနော်ပြီးရင်ဘာရဝိုင်းလဲခိုင်လိုက်ရပြီအဲ့ခိုင်လိုက်နဲ့ဒီဘေးရဲ့သပင်တွေညက်မယ်ဒီနေတော့လေးပြီးနောက်တော့နေရညီးနေအောင်ဆိုတာပြီးရင်ပုံမှန်သပင်လေးငါငုတ်စီလေးထွက်နေလိမ့်မယ်အဲ့ကြခေါက်ကက်ကြီးလေးနဲ့ဘွားလေးပြန်ပြလိုက်ပြီဟိုဒီငုတ်စီလေးပြန်ဝင်သွားလိမ့်မယ်ဒိုရှည်လေးဖြစ်ပြီနော်နားလေလားအဲ့၄တောင်ပုံစံကြိုက်တယ်ဆိုရင်တော့မင်းတို့၄တောင်ပုံစံမင်းတို့ကတ်စမောညှက်ပေးရအောင်အဲ့၄တောင်ပုံစံမကြိုက်ဘူးနည်းနည်းလေးလုံးကျင်တယ်ဆိုလို့ရှိရင်ကိုကဒီထွက်နေတဲ့တောင်ဇုံးလေးတွေဘာလုပ်မလဲလုံးမေးအောင်ပဲနော်အဲ့တော့အခုကတော့ဒါမင်းတို့သဘောတရားသိအောင်ပြောပြတာမင်းတို့မညံ့နေအောင်နော်အကိုပြောရနော်ဝေကင်မညံ့နေအောင်နော်ဝေကင်ညံ့မှာထမင်းစားမှာမဟုတ်ဘူးနော်6တော်မလို့နဲ့နော်အကိုပြောပြီးသားမင်းတို့ဖိတ်ညက်ခွင့်မပေးထားဘူးဝေကင်ညက်ခွင့်မပေးထားဘူး normal ကတ်ကိုပိုင်နေအောင်ညက်ဟုတ်တယ်နော် normal ကတ်ရသွားပြီဆိုနောက်တစ်စစ်တဲ့အဲ့ကြောင့်မင်းတို့ဖြုတ်လေးလာအောင်နော်လေးလာပြီးတော့လေးကျင်အောင်ပိုင်နိုင်ပြီဆိုတော့မှကိုတကယ်ကြီးကိုခေါ်ညက်ပြအခုအပြင်ကနေပြီးတော့ model ခေါ်ညက်ပြအဲ့လိုလုပ်ရတယ်နော်အရင်မကြော်နဲ့အစင်းမကြော်နဲ့ကို step by step သွားအခုလို့